ဒီရအောင်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဘာလုပ်နေလဲလို့မေးတဲ့အခါကြလို့ရှိရင်မေးတဲ့လူတွေကိုကျမတို့ပြန်ပြီးတော့မေးချင်တယ်ရှင်တို့ကရောဘာလုပ်ပေးနေသလဲဆိုတော့ပြန်ပြီးတော့မေးချင်တယ်ဘာဖြစ်ဆိုတော့လူတိုင်းဟာဒီမိုကရေစီရေးအတွက်တစ်ခုခုတော့လုပ်နိုင်တယ်တကယ်ပဲစိတ်ဆန္ဒရှိလို့ရှိရင်လုပ်နိုင်ပါတယ်အခုဆိုလို့ရှိရင်ကျမတို့နိုင်ငံတွင်းမှာမဟုတ်နိုင်ငံပြင်ပကလည်းဒီမိုကရေစီရေးအတွက်ကြိုးပမ်းပေးနေတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီသူတွေကိုလည်းကျမတို့ကျေးဇူးတင်တယ်ဆိုတာကိုအခုချိန်မှာပြောချင်ပါတယ်ဒီမိုကရေစီလမ်းစဉ်လို့ခေါ်ရတဲ့အကြောင်းဟာဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီဆိုတာဟာဘယ်တော့မှပြီးနိုင်တဲ့အလုပ်ကိစ္စတစ်ခုမှဖြစ်ဟုတ်ပါဘူးဒီလမ်းစဉ်မှာဆက်ပြီးတော့သွားနေရမှာအင်မတန်မှနှစ်ကာလအောင်များစွာဒီမိုကရေစီကျင့်သုံးခဲ့တဲ့နိုင်ငံတွေမှာတောင်မှသူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးတွေမဆုံးရှုံးရအောင်ဒီမိုကရေစီနိုင်ငံရေးစနစ်မပျက်စီးရအောင်တစ်ချိန်လုံးပဲထိမ့်သိမ်းရတယ်တစ်ချိန်လုံးပဲကြိုးစားရတယ်ကျမတို့လိုဒီမိုကရေစီမရသေးတဲ့နိုင်ငံမှာဆိုရင်တော့စားတဲ့ပို့ပြီးတော့ကြိုးစားရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီမိုကရေစီရရှိရေးအတွက်ကျမတို့နိုင်ငံသူနိုင်ငံသားများအားလုံးဟာတတ်နိုင်သမျှကြိုးစားပေးကြပါဝိုင်းဝန်းပြီးတော့ကူညီပေးကြပါလူတိုင်းဟာကူညီပေးနိုင်ပါတယ်ဥပမာအားဖြင့်မတရားတဲ့ကိစ္စကိုရပ်ပြီးတော့မကြည့်နေပါနဲ့မတရားတာလည်းဖြစ်ရင်ဖြစ်ပါစေဆိုပြီးလစ်လျူမရှုထားပါနဲ့ကိုတတ်နိုင်သမျှမတရားတဲ့ဟာတွေကိုမြင်လို့ရှိရင်တရားဥပဒေဘက်ကနေပြီးတော့ပြောဆိုပေးကြပါရပ်တည်ပေးကြပါတနည်းနည်းနဲ့တော့ဒီမိုကရေစီရရှိရေးအတွက်လုပ်ပေးပါဒီမိုကရေစီရရှိရေးဆိုတာဟာကျမတို့တိုင်းပြည်အေးချမ်းပါရရေးတာယာဝပြောရေးအတွက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အားလုံးနဲ့ဆိုင်တဲ့ကိစ္စမလို့တတ်နိုင်သမျှဖက်ကနေပြီးတော့ကူညီကြပါလို့ကျမတို့ကမေတ္တာရပ်ခံချင်ပါတယ်